ဒီလက်မောင်းကတော့အသက်ရှင်နေတဲ့လူသားတယောက်မှာလုံးဝရှိမနေနိုင်လောက်အောင်ကိုတကိုယ်လုံး၆ကပ်ပြီးအရေးအကြောင်းတွေပြည့်နေခဲ့တာဖြစ်ပါတယ်။ဒါဟာသူတို့တီးခဲ့ရဲ့အမြဲတမ်းတက်ကြလန်းဆန်းနေတတ်တဲ့ဂွန်းရဲ့လက်မောင်းလို့ဘယ်သူမှမယုံကြည်နိုင်လောက်အောင်ပါပဲ။အမှန်တရားကတော့နီဖာပီတူကိုအပြက်ချေမုံပြီးကိုင်းတို့အတွက်ကလဲ့စားချေဖို့ဂွန်းဟာမိမိရဲ့အသက်ဝိညာဉ်စွမ်းအင်အားလုံးကိုအကုန်စင်လောင်ရိုက်ပစ်ခဲ့တာဖြစ်ပါတယ်။သူဟာနောက်ထပ်အနှစ်30ကြာမှရရှိနိုင်မဲ့အစွမ်းထက်စွမ်းရည်တွေကိုအတမရယူဖို့အတွက်ကတိကဝတ်တစ်ခုကိုပြုလုပ်ခဲ့တာပါ။အဆိုပါစက္ကန့်ပိုင်းတွင်းမှာရှိနေတဲ့သူ့ရဲ့အင်အားဟာနီဖာပီတူကိုချွေးတပေါက်ပင်မထွက်စေဘဲအလွယ်တကူချေမုံပြစ်နိုင်လောက်အောင်ပြင်းထန်လုံးနေခဲ့ပါတယ်။နီဖာပီတူလည်းမိမိရဲ့အသက်ဘေးကိုစတင်ရိပ်မိသွားပြီးသူမရဲ့အစွမ်းထက်ဆုံးတိုက်ကွက်ကိုထုတ်ဖော်ကဂွန်းရဲ့ရှေ့စီလက်တီးတွေနဲ့အရှိန်ပြင်းစွာကန်ချပစ်လိုက်ပေမဲ့လေဟာနယ်ကိုသာထိမှန်ခဲ့ပါတယ်။တခုခုတော့အကြီးကျယ်မယွင်းနေပြီဆိုတာကိုသိသွားတဲ့သူမဟာနန်းတော်ရဲ့အထွက်ဝစီအားကုန်ထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ဂွန်းဟာသူမရဲ့ရှေ့တဲ့မှာအစင်တစ်မတက်ရက်နေခဲ့ပါပြီ။ဂွန်းဟာသူ့ရဲ့ခန္ဓာကိုယ်တွင်ပြောင်းလဲမှုကိုအပြည့်အဝအဆုံးသတ်နိုင်ခဲ့တာပါ။ထို့သောအတိုင်းထက်အလွန်ပြင်းထန်တဲ့အင်အားတွေကိုပိုင်ဆိုင်ထားပေမဲ့လည်းသူဟာစိတ်ယူပေါက်သွားခြင်းမရှိခဲ့ပါဘူး။သူဟာတိုက်ပွဲကြောင့်ကိုင်းတို့ကိုမနှောက်ယှက်စေချင်တာကြောင့်နီဖာပီတူကိုတောနက်ထဲစီခေါ်ဆောင်လာခဲ့ပါတယ်။ဂွန်းချေလန်တလန်လန့်လိုက်တိုင်းထွက်ပေါ်လာတဲ့ပြင်းထန်တဲ့စွမ်းအင်လိုင်းတွေကြောင့်နီဖာပီတူတယောက်တခါမှမခံစားဘူးတဲ့ဖိအားတွေကိုကြုံတွေ့နေခဲ့ရပါတယ်။သူမဟာအခွင့်အရေးလက်လို့မခံရစေဖို့အတွက်အရင်ဆုံးစတင်တိုက်ခိုက်ခဲ့ရမယ်ဂွန်းကတော့ဘာမှမဟုတ်တယ်လို့မျိုးအလွယ်တကူရှောင်တိန်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့တံပြန်တိုက်စစ်ကြီးစတင်ခဲ့ပါတော့တယ်။နီဖာပီတူမြေပြင်ပေါ်ကိုကြားရောက်လူဆယ်စက္ကန့်ပိုင်းမှာတင်ဂွန်းဟာအပြင်းနဲ့လက်တီးချက်တွေနဲ့မရက်မနာထိုးနှက်လိုက်ပြီးသူမကိုကောင်းကင်ရန်ထက်စီလွှင့်စင်သွားစေခဲ့ပါတယ်။အဆိုပါလက်တီးတစ်ချက်တည်းနဲ့တင်သူမရဲ့အသက်ဝိညာဉ်၈ခုခန့်ကုံဆုံးသွားခဲ့ရတာပါ။ဒါပေမဲ့နီဖာပီတူရဲ့ရင်ထဲမှာတော့အနှဲငယ်စိတ်အေးသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ဂွန်းရဲ့အင်အားတွေဟာသူ့ရဲ့အသက်ဝိညာဉ်ကိုလောင်မြိုက်ပြီးရရှိလာတာဖြစ်ကြောင်းသူမရိပ်မိသွားလို့ပါပဲ။ထိုစွမ်းအင်တွေကုံဆုံးသွားတာနဲ့ဂွန်းဟာဘယ်တော့မှပွေရက်စိတ်ဖရင်ကြီးကိုအန္တရာယ်မပြုနိုင်တော့ပါဘူး။ဒါပေမဲ့သူမဟာအခြေအနေတွေကိုအကြီးကျယ်အထင်သေးမိသွားခဲ့တာဖြစ်ပါတယ်။တောအုပ်တစ်ခုလုံးမှာဂွန်းရဲ့တဲကြီးမဲကြီးထိုးနှက်နေတဲ့လက်တီးတံတွေဟာတရက်ဆက်မြည်ဟိနေခဲ့ပါတယ်။ကီလိုဝါအချိန်မီရောက်ရှိလာတဲ့အခါမှာတော့သူမြင်လိုက်ရတဲ့မြင်ကွင်းဟာသူ့ရဲ့တသက်တာလုံးအတွက်အိမ်မက်ဆိုးတစ်ခုဖြစ်သွားခဲ့ရပါတယ်။ဂွန်းရဲ့လက်တီးတွေမှာသွေးတွေအလိမ့်လိမ့်ပေးကျန်နေခဲ့ပြီးနီဖာပီတူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတော့မမိရက်စရာမရှိအောင်ပျက်စီးနေခဲ့ပါပြီ။နောက်ဆုံးအပြင်းနဲ့ရိုက်ခတ်မှုတစ်ခုနဲ့အတူသူမရဲ့အသက်ဝိညာဉ်ဟာလုံးဝချုပ်ငြိမ်းသွားခဲ့ရပါတယ်။ကီလိုဝါကဂွန်းရဲ့နာမည်ကိုလန့်ခေါ်လိုက်တဲ့အခါမှာတော့သူ့ရဲ့နှလုံးသားတစ်ခုလုံးစုပ်ကင်ခံလိုက်ရတယ်လို့မျိုးပြင်းထန်စွာနာကျင်သွားခဲ့ရပါတယ်။ထိုစွမ်းအင်ဟာဆယ်စုနှစ်ပေါင်းများစွာပြင်းထန်တဲ့လေ့ကျင့်မှုတွေပြုလုပ်မှသာရရှိနိုင်မယ့်ရာဖြစ်ပေမဲ့ဂွန်းကတော့ဒီလိုနေလန့်နဲ့ရယူခဲ့တာပါ။မိမိရဲ့သူငယ်ချင်းဖြစ်သူဘလောက်တောင်ကြီးမားတဲ့ပေးဆက်မှုကိုပြုလုပ်ခဲ့ရလဲဆိုတာကီလိုဝါအသေးချာသိရှိနေခဲ့ပါတယ်။ဒါပေမဲ့အဆိုပါချိန်မှာပဲတည်ဆုံးသွားတဲ့နီဖာပီတူဟာရုတ်တရက်ပြန်လဲလှုပ်ရှားလာခဲ့ပါတယ်။သူမဟာနောက်ဆုံးစက္ကန့်မှာမိမိရဲ့ခန္ဓာကိုယ်ကိုရုတ်တရက်တစ်ခုလိုမျိုးပြောင်းလဲလိုက်ပြီးတက်ဖြတ်ရေးစက်ရုပ်ကြီးတစ်ခုအဖြစ်ဖန်တီးခဲ့တာပါ။ကီလိုဝါကဂွန်းကိုအဝေးစီအတင်းတွန်းထုတ်ဖို့စူးစမ်းခဲ့ရပေမဲ့စက္ကန့်ပိုင်းလောက်နောက်ကျသွားခဲ့ရပါတယ်။ဝမ်းနည်းပူဆွေးမှုတွေကြောင့်တတိလက်လွတ်ဖြစ်နေတဲ့ဂွန်းဟာသူ့ရဲ့ဘက်ဘက်လက်မောင်းကိုနီဖာပီတူရဲ့အတင်းဆွဲဖြတ်ခြင်းခံလိုက်ရပါတယ်။ဒါပေမဲ့သူဟာဘာနာကျင်မှုကိုမှမခံစားရဘဲကီလိုဝါကိုကြည့်ပြီးပြုံးပြကနှစ်သိမ့်ပေးနေခဲ့ပါတယ်။ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေကသာသူ့ရဲ့ရင်ထဲကပြင်းထန်တဲ့သောကတွေကိုခက်တက်တာစေတာဖြစ်နိုင်ပါတယ်။သူ့ရဲ့နှလုံးသားထဲမှာတော့ကိုင်းတို့အတွက်ဒီလိုမျိုးပေးဆက်ဖို့အပြည့်အဝတာဝန်ရှိတယ်လို့ယုံကြည်နေခဲ့တာပါ။ဂွန်းဟာသူ့မှာကြံရှိနေတဲ့နောက်ဆုံးခွန်အားအလုံးကိုစူးစီးလိုက်ပြီးဖျက်တောက်ခံထားရတဲ့မိမိရဲ့လက်မောင်းကိုဆွဲကနီဖာပီတူရဲ့ရင်ဘတ်တဲ့စီအရှိန်ပြင်းစွာစိုက်ထုတ်ပစ်လိုက်ပါတော့တယ်။ထိုစက္ကန့်ပိုင်းမှာပဲခန္ဓာကိုယ်ရဲ့ကကြံရှိသမျှစွမ်းအင်မှန်သမျှဟာအဆိုပါလက်မောင်းစီကိုတရက်ဆက်စီးဆင်းသွားခဲ့ပါတယ်။ကီလိုဝါကဒါကိုတားဆီးခြင်းခဲ့ရမယ်အနားကိုတောင်တိုးလို့မရခဲ့ပါဘူး။သူဟာအဆိုပါတိုက်ကွက်ကြောင့်ဂွန်းရဲ့နောက်ဆုံးအသက်ဝိညာဉ်စွမ်းအင်အဆက်ပြောက်လေးတွေပါအကုန်စင်ခန်းချောက်သွားတော့မယ်ဆိုတာကိုအသေးချာသိရှိနေခဲ့ပါပြီ